아가 꽃으로 먹고 여디나이네 산에 샤나이네 저기에 땡땡시에 다음에 말로 치마 미안한 스미 비비비어 여자리를 향하고 위상이 자리 소리 미고아 맹리들을 면 이내 마시니 자바에 그게로 여자리가 편면의 맹리고 문자이다 뭐하고 말로 들고 아고매도သူတို့အောက်ရောက်နေမဲ့သူကိုပဲတကူတကလိုက်ရှာပြီးရွေးချယ်တတ်ကြလေဆိုတာကိုဒီနေ့မှပြပြပေးတော့မှာဖြစ်ပါတယ်။ခေတဲ့ကယောက်ျားလေးရဲ့အများစုကရင်းကဒီမိသားစုကိုဥဆောင်ရမယ်သူရင်းကပို့တော်ရမယ်ဆိုရက်ဦးပဝင်းချင်းရဲ့ပုံသဏ္ဍာန်ကိုခံခဲ့ရပါတယ်။အဲ့ဒီတော့သူတို့ရဲ့စိတ်ထဲမှာ relationship ဆိုတာကသူတို့အထက်ကနေထိန်းချုပ်လို့ရမှသူတို့စကားကိုတစ်ဖက်သူကနားထောင်မှဆင်ပြေမယ်လို့အလိုလိုယူဆမိသွားကြတာပါ။ကိုချောက်ပေါ်ကိုရက်တည်နိုင်တဲ့ main theory ကြတော့ကိုယ်ပိုင်တွေးခေါ်ကိုယ်ပိုင်လမ်းနေရှိနေပြီးသားမို့လို့သူတို့လိုပုံသွင်းလို့မရပါဘူး။အဲဒီခါမှာငါ့ကိုဆရာလာလုပ်နေရလို့ခံစားရပြီးအာဏာပြရတဲ့အတွက်မဟုတ်သွားကြတာမျိုးပါ။ဒီချက်ကတော့တော်တော်လေးတွေ့ကြပါတယ်။ချက်မြက်ပြီးရင်းချက်တဲ့ main လေးတယောက်နဲ့တွဲယောက်ျားလေးတယောက်ကသူ့ရဲ့အတွေးခေါ်သူ့ရဲ့ဇာတ်ကိုပါလိုက်ပြီးတော့ update လုပ်ရပါတယ်။အပြော်တွင်းုံနေမဟုတ်ဘဲနဲ့စကားပြောလို့ရှိရင်လည်းအတိတ်ပဲရှိပြောဖို့လိုလားပြီးတော့အမားလို့ရှိရင်လည်းအမကိုထောက်ပြတာခံရတတ်ပါတယ်။အဲဒီလိုကိုဖိုပြင်ပြောင်းလဲရမှာကိုပြင်းတဲ့ယောက်ျားလေးတွေကသူတို့ဘာလို့โอเคပါကိုဖိုပြောတာအမှန်ဆုံးပဲလို့တာယာပြီးအကိုတကြီးလုံးနေမဲ့ main လေးမျိုးကိုပဲရွေးလိုက်တာကသူတို့အတွက်ပို့ပြီးတော့တောင်းတတာရှိသေးလို့ပါပဲ။အမြတ်တဲ့ main ကလေးတွေကဘယ်ကိစ္စမဆိုရောက်သေးတယ်လုံနိုင်တတ်ကြပါတယ်။အဲ့ဒါကိုယောက်ျားလေးတွေကဘယ်လိုမြင်လဲဆိုတော့ဖွာရဲမှာငါရှိဘာမှမထူးပါလားဆိုပြီးတော့စိတ်ပိုင်းဆိုင်ရာအရာမလုံခြုံတဲ့ insecure စိတ်ကြီးဖြစ်လာပါတယ်။အဲ့ဒီအစားကိုမရှိရင်ဘာမှမလုပ်တတ်ဘူးဆိုရဲ main လေးမျိုးနဲ့ကြမှာငါရှိမှဒီ main လေးရဲ့ဘွားကလည်းပတ်မှာဆိုရင်တရားမှုမျိုးကိုရရှိသွားကြရပါ။ဒါကတော့အိမ်တော်ရေးဒီပြောတွေးရယောက်ျားလေးတွေစဉ်းစားတဲ့အချက်ပါ။ကိုချောက်ဘောကိုမြည့်တည်နိုင်တဲ့ main လေးတယောက်ကအိမ်တော်ရေးမှာဘလောက်ပဲအဆင်မပြေဖြစ်ပါလေ။စီးပွားရေးရမိခုနေရတဲ့အတွက်လုံလုံနဲ့လမ်းမခွဲတော့ပါဘူး။ဒါကိုတချို့သောယောက်ျားလေးတွေကစိတ်ချရတယ်လို့ယူဆကြပါ။တစ်ဖက်မှာကိုပါလာကိုရက်တည်နိုင်တဲ့ main လေးတွေကတော့မတရားတာအဆင်မပြေတာကြုံလာရင်ဘယ်သူကိုမှခင်မဆိုင်ပဲအဲ့ထွက်သွားနိုင်တဲ့အရေးချင်းရှိနေတော့ယောက်ျားလေးတွေကသူတို့အချုပ်နိုင်မှုဆိုပြီးကြောက်ကြရပါ။တကယ်ချုပ်ပြောရရင်တော့ယောက်ျားလေးတွေကသူတို့ကိုအားကိုးမဲ့သူချင်းချိုးလို့ရမဲ့သူကိုပဲရွေးချယ်တတ်ကြတယ်ဆိုတာကတကယ်တော့သူတို့ကိုယ်တိုင်ရဲ့မလုံခြုံတဲ့စိတ် insecurity ကြောင့်ပါပဲ။ဒါကြောင့်မလို့ကိုကတော်နေလို့ထက်မြက်နေလို့ငါ့ကိုဘယ်သူမှမချစ်ကြဘူးဆိုပြီးတော့စိတ်မပြတ်ပါနဲ့ကိုရဲ့ထက်မြက်မှုကိုနှိမ်ချပြီးတော့တစ်ဖက်လိုသင်ချိုးရလွယ်အောင်ဟန်ဆောင်စရာလည်းလုံးဝမလိုပါဘူးကိုရဲ့အရေးချင်းကိုမကြောက်ဘဲနဲ့ခေါ်ရင်ဝင်ကြွားစာနဲ့ရင်ပေါင်တန်းလက်တွဲပေးနိုင်မဲ့စိတ်သက်ပိုင်းဆိုင်ရာအဆင့်တန်းမြင့်တဲ့ယောက်ျားကောင်းတစ်ယောက်ကတော့ကိုနဲ့ထိုက်တန်တဲ့အချိန်မှာပေါ်လာမှသိကြပါပဲခုပြပြသွားတဲ့အချက်တွေကိုဘယ်လိုထင်မြင်ယူဆကြလဲရှင်ကိုရဲ့ပတ်ဝန်းကျင်မှာရောဒီလိုလူမျိုးတွေတွေ့ဘူးသလားကောမန့်မှာရင်ဖွင့်သွားကြပါအောင်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်အားလုံးပဲကောင်းသောနေ့လေးကိုပြန်ဆိုင်နိုင်ကြပါလိမ့်ရှင်